ပြီးခဲ့တဲ့သင်ခန်းစာတုန်းက asset တွေအကြောင်းပြောတော့က asset တွေဟာတိုက်စားတတ်တယ်ဒါကြောင့်မို့လို့တန်ရှင်းပစ္စည်းတွေမှာအသုံးပြုတယ်ဆိုပြီးတော့သိထားတယ်ဒါဆိုရင် asset တစ်ခုရဲ့တန်ရှင်းပစ္စည်းတွေမှာသုံးတာလားပြီးတော့ခါတဲ့အရသာရှိတယ်ဆိုရင် base လို့သိတယ်ပေါ့နော်ဒါဆိုရင်ခါတဲ့အရသာမရှိတဲ့ဟာတွေရော base လို့ဖြစ်နိုင်လားဒါမှမဟုတ်လို့ချင်းလဲမိဖို့ချောင်ထဲမှာအသုံးများတဲ့ base တွေရောရှိမယ်လို့ထင်လားအားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ Treasureland Education က admin Olive ပါဒီနေ့မှာတော့ base အကြောင်းကိုပြပြပေးသွားမယ် base ဆိုတာကစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းရှိတယ်လူတွေဟာဆိုလို့ရှိရင်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကသူ့ရဲ့ထူးခြားတဲ့ဂုဏ်သတ္တိကိုစပြီးတော့သတိပြုမိကြပြီဖြစ်တယ်ရှေးတုန်းကလူတွေကအိုးတိုက်ဖို့အတွက်ဆိုရင်ပြာကိုသုံးကြတယ်အခုအချိန်ထိအိုးမဲရင်ပြာကိုသုံးနေကြတာကိုတွေ့ဖူးကြမယ်ထင်ပါတယ်ဒါဟာ base အကြောင်းကိုနားလည်မှုရဲ့အစပဲပေါ့အလယ်ခေတ်ရောက်တော့ alchemist တွေဟာဆိုရင်တခွဲခန်းတွေကနေရွှေကိုဖန်တီးဖို့ကြိုးစားကြတယ်အဲ့ဒီကမှတစ်စင်လဲ alkali salt တွေကမှတစ်စင် base ကိုနားလည်လာကြတယ်အရင်တုန်းကတည်ထားချက်အရဆိုရင် acid တွေကအန္တရာယ်များတယ်ဆိုပြီးတော့ base ကအန္တရာယ်မများဘူးလို့တည်ထားတာဖြစ်တယ်တကယ်တမ်းတော့အဲ့လိုမဟုတ်ဘူးအားကောင်းတဲ့ base တွေဟာဆိုရင်လည်းအလုံးကိုအန္တရာယ်များပြီးတိုက်ဆွမ်းနိုင်စွမ်းရှိပါတယ်ခါတဲ့အရာသာရှိတဲ့အရာတိုင်းဟာ base လို့ယူဆထားရင်လည်းဒါအယူဆကမှားပါတယ်ဓာတုပစ္စည်းတွေဆိုတာကမြည်မဆန်းမြည်ဖို့လိုအပ်ပါတယ် base တွေဟာဆိုရင်အိမ်မှာမုံဖုတ်ဆိုတာတွေဒါမှမဟုတ်လို့ရှိရင်လည်းအစာအိမ်ထဲကအချင်ဓာတ်ကိုခြေဖြတ်ပေးတဲ့ဆေးတွေဒီဟာတွေအကုန်လုံးမှာ base တွေပါတာကိုတွေ့ရပါလိမ့်မယ် Robert Boyle ဟာ18ရာစုတုန်းကအပင်ငှားရတဲ့ပစ္စည်းတွေကို acid base ညွှန်းကိန်းတွေအဖြစ်အသုံးပြုခဲ့တယ်အဲ့ဒါပြီးတော့ acid သို့မဟုတ် base ရှိနေရင်အယောင်တွေပြောင်းနေဆိုတာကိုစပြီးတော့မှတ်ထားခဲ့တယ် Boyle ဟာ alchemist တွေရဲ့အယူဆကိုစိန်ခေါ်ခတ်ပြီးတော့ဒီနေ့ခေတ်ဓာတုဗေဒကိုအုတ်မြစ်ချစေခဲ့တယ်ဒီနောက်မှာ Anthony Lavoisier က acid ကိုအောက်ဆီဂျင်ပါတဲ့အရာလို့ခေါ်တယ်လို့ပဲ base ကိုလည်းအောက်ဆီဂျင်ပါတဲ့အရာလို့သတ်မှတ်ဖို့ကြိုးစားခဲ့ဖူးတယ်ဒီနောက်မှာတော့ Arrhenius ဟာဆိုလို့ရှိရင်ပထမဦးဆုံး base အတွက်ခက်မိတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပေးခဲ့တယ် base ဆိုတာရေထဲမှာပျော်ဝင်လဲရင် hydroxide ion ကိုထုတ်ပေးတဲ့အရာလို့ပြီးလို့ရှိရင်ဒီ theory ကမှတစ်ဆင့် acid ကထုတ်တဲ့ hydrogen ion ဟာ base ကထုတ်တဲ့ hydroxide ion နဲ့ဓာတ်ပြုပြီးတော့အပြန်အလှန်ခြေဖြစ်ခြင်းအကြောင်းကိုပထမဦးဆုံးရှင်းပြနိုင်ခဲ့တယ်ဒီနောက်မှာတော့ Bronsted နဲ့ Lowry တို့ဟာ hydrogen proton donor နဲ့ hydroxide proton acceptor ဆိုတဲ့အဓိပ္ပာယ်ကိုပြန်လည်ပြီးအဓိပ္ပာယ်ဖွင့်ဆိုခဲ့တယ်ဒီနောက်မှာတော့ Lewis ဟာဆိုရင် acid နဲ့ base တွေရဲ့အကျယ်ပြန့်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖွင့်ဆိုခဲ့တာဖြစ်တယ်1909ခုနှစ်မှာတော့ Danish ဓာတုဗေဒပညာရှင် Sorensen ဟာဆိုရင် acid ဓာတ်ဒါမှမဟုတ် base ဓာတ်ကိုဖော်ပြဖို့အတွက် Lagrange scale တစ်ခုဖြစ်တဲ့ power of hydrogen pH ကိုမိတ်ဆက်ပေးခဲ့တယ် pH scale ဟာ3ကနေ14အထိရှိတယ်7ဟာဓာတ်ပြည့်ဖြစ်တယ်7အောက်တန်ဖိုးတွေဟာ acid ဓာတ်ကိုညွှန်ပြပြီး7အထက်တန်ဖိုးတွေဟာ base ဓာတ်ကိုညွှန်ပြနေတာဖြစ်တယ်ငါတို့ရဲ့နေ့စဉ်ဘဝမှာ base တွေကဘလောက်အရန်အရေးပါတယ်ဆိုတာသိရင်အံ့ဩသွားလိမ့်မယ်တန့်ရှင်းရေးပစ္စည်းတွေမှာလည်း base တွေပါတယ်စားတောက်တဲ့အစားအစာတွေမှာလည်း base တွေပါတယ်စစ်မှုလက်မှုလုပ်ငန်းတွေမှာဆိုရင် base တွေကမရှိမဖြစ်လိုအပ်တယ်စက်ပြာထုတ်လုပ်တဲ့နေရာမှာစက်ကူထုတ်လုပ်တဲ့နေရာမှာဒါမှမဟုတ်ရေနံတန့်စင်တဲ့လုပ်ငန်းစဉ်တွေမှာလည်း base တွေကိုအသုံးပြုကြတယ်လယ်ယာစိုက်ပျိုးရေးမှာဆိုရင်လည်းအချင်ပေါက်နေတဲ့မြေစီလွာကိုပြန်လည်ကောင်းမွန်ဖို့အတွက် base ကိုသုံးတယ်ဆေးဝါးလုပ်ငန်းမှာဆိုရင်လည်းအစာအိမ်အချင်ပေါက်တဲ့ကိစ္စကိုကုသဖို့အတွက် base ကိုအသုံးပြုတာကိုတွေ့ရတာဖြစ်တယ်ဒါဆိုရင်တော့ပစ္စည်းတစ်ခုခုကိုအသုံးပြုတဲ့အခါမှာ alkaline ဆိုတဲ့ဝေါဟာရကိုတွေ့မယ်ဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့ဒီ base အကြောင်းကိုသတိရလိုက်ပါနော် base တွေအကြောင်းဗီဒီယိုတွေကနေဗဟုသုတအသက်တွေရခဲ့မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံအကြောင်းအရာတွေနဲ့ပြန်ပြီးတော့ဆုံကြတာပေါ့နော်